တယောက်တည်းနေလာတာကြားတဲ့အမျိုးသမီးတွေကလေအိမ်တောင်ပြုတ်တဲ့အခါကျရင်နည်းနည်းလေးတော့အခက်တွေ့တယ်တိလားဟောဘယ်လိုပြောမလဲသူများကိုပြောတာမပါဘူးကိုပြောတာပါဘာလို့ဆိုတော့ကိုက line ပေါ်တက်ပြီးတော့လေအမျိုးသမီးတွေကိုသတိဆောက်ကျင်နေပေါ့နော်ကြီးကြီးကျယ်ကျယ်နဲ့မိမဆံမာတို့ပါတနာနေရပေးပါလို့ပြောတာဟုတ်တကယ်ကအဲ့ဒါသူများဟုတ်ပြောတာမဟုတ်ကို reminder ပြန်ပေးနေရဘာလို့လဲဆိုတော့ကိုကတသက်မှလေတသက်လုံးငါထိုးပကိုရောက်ပေါ့နော်ငါကိုတိုးကိုချွန်ပြီးတော့တယောက်တည်းနေလာတာအသက်30ကျော်လာပြီတသက်လုံးခောက်ရိုးကျိုးနေပြီဆိုတော့အေးပြောရလို့ချင်းအိမ်နဲ့လည်းအစီမကတ်တော့တိတ်ပြီးအိမ်မှာလည်းစကားမပြောမိသားစုနဲ့လည်းမတည့်ဘူးပေါ့နော်အဖေဆိုတာလည်းကိုအရွယ်ရောက်တဲ့အချိန်ကလေးကပေါ့နော်10ကျော်တက်ကလေးကတိတ်ပြီးဆက်သွယ်မရှိတော့ကိုပဲရေပြက်ရေပိုက်ပြက်လဲကိုပဲမီးပြက်လဲကိုပဲမီးသီးလဲတာလဲကိုပဲပတ်စံရှာလဲကိုပဲထမင်းချက်တာလဲကိုပဲဆိုတော့အဆအအရာကိုပဲယောက်ျားကိုပဲမိမနေလာတာခောက်ရိုးကျိုးနေဒီတိုင်းမှာဟိုဒီနိုင်ငံနေလဲအိတ်တလုံးနဲ့လွှာကနေတယောက်ထဲသွားထားသေးတာဆိုတော့လေဆိုတော့တစ်ခါတလေကြာရင်ကိုယ့်ရဲ့အပြုမှုတွေက masculine energy များနေရစကားပြောလဲပြက်တယ်အမိန်ပေးတံပါတယ်ပေါ့နော်ကိုတတိမထားလိုက်တဲ့အချိန်မှာငါသိငါတဲ့ပေါ့နော် don't tell me what to do ဆိုတဲ့မိန်းမမျိုးဒါအဲ့မှာဘာဖြစ်လဲဆိုတော့လင်ရတော့စတွေ့တာပဲကိုငကိုမူလနေလာတဲ့တယောက်တည်းပုံစံကြီးတိုင်းနေတာပေါ့နော်ကိုပဲဥဆောင်ကိုပဲသူ့ဟိုပြချင်းခုနေရဒီဟာပါအဲ့လိုမျိုးပေါ့နော်ဆိုတော့လင်ရမှဆိုတော့ပြဿနာတက်တယ်ဆိုတာလေလင်ဆိုတဲ့နေရာမှာကိုယူတဲ့လူရဲ့ဇယိုက်ပေါ်လဲမူတည်တာပေါ့နော်ကိုယူထားတဲ့ယောက်ျားကြတော့သူဥဆောင်ချင်တာ princess treatment လဲပေးတယ်ဟောပေါ့နော်ကိုဘယ်လိုပြောမလဲ तू ကဥဆောင်ခြင်းနဲ့ manly ဖြစ်တဲ့ယောက်ျားမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့သူလိုချင်တာမိမဆန်ဆန်ပေါ့နော်ပြပါတင်မှုလေးတင်နာလေးရွရွရလေးနေမယ်ချူချူတတလေးပြောမယ်သူ respect ပေးမယ်အဲ့လိုမိမမျိုးလိုချင်ကို respect ပေးတယ်ဒါပေမဲ့လို့တစ်ခါတလေကြားလို့ရှိရင်အမိန်တန်ပါတာပေါ့နော်အဲ့လိုခါကျရင် तू ကမကြိုက်ဘူးတော့တစ်ခါမှဘောစီဆန်ဆန်နည်းနည်းကြမ်းကြမ်းတန်းဆိုတော့အဲ့မှာ quite နေတက်တစ်ခါမှ तू ဘာပြောလဲဆိုတော့ငါတဲ့မိမလိုချင်လို့ပေါ့နော်မိမလိုချင်လို့မိမယူထားတာတဲ့ယောက်ျားယူထားတာမဟုတ်ဘူးပေါ့နော်ဆိုတော့နေ့တစ်ခါလေကြာရင်ငါယောက်ျားယူထားတယ်လို့မျိုးခံစားရတယ်ပေါ့နော်အဲ့မှာပြောကိုကလေစဉ်းစားသွားတာပေါ့နော်ဟဲ့ तू ပြောတာလဲပေါ့နော်ဟုတ်တော့လဲဟုတ်တာပဲပေါ့သူ့နေရာကြည့်လို့ရှင်ငါနေရာတခါယောက်ျားကြီးလို့လွှာကနေလုံးလို့ရှင် तू လဲကြာတော့ဟုတ်တယ်မလားမိမယူထားတယ်နော်အဲ့လိုမျိုးပေါ့နော်ဒါကြောင့်မလို့ကိုကစပြီးစ조사ပြီးပေါ့နော်မိမလို့ပြုမှုတယ်နည်းနည်းညံ့လေးပေါ့နော်ကိုကတခါတလေအလိမ်မှာပနဲ့ပေါ့နော် step back လောက်ရမယ့်ချိန်ကြာရင်နောက်ကိုစုပ်တယ်သူ့ကိုနေရာပြီးတယ်ပေါ့အဲ့လိုမျိုးလေးစပြီးတော့နေလာကြည့်တယ်အေးချမ်းတဲ့အိမ်တော်မျိုးကိုလည်းလိုချင်တယ်လေယူထားပြီးဆိုတော့ဟုတ်တယ်မလားနှစ်ယောက်ညှိရတော့မယ်လေအဲ့ဒါကြောင့်မလို့တွေးလေးဖြစ်လို့ပါဒီနေ့ကတော့ဟိုအိမ်တော်ကြရင်ကိုလိုမိန်းမတွေနည်းနည်းလေးတတိထားဖို့ချက်ကလေးပေါ့နော်အဲ့ဒါလေးကို share ပေးလိုက်တာလို့အသုံးဝင်လဲသုံးပေါ့နော်မကြိုက်ဘူးငါတော့ငါထိုးဘိုးရောက် damage ဆက်နေမှာဆိုတော့လင်မြူနဲ့မိန်းမတို့ကြီးနော်ကျမတော့ယူမိပြီဆိုတော့တက်နိုင် adjust လုပ်ရတော့မှာ